မွေးနေ့ပတ်စံကျဲတာကိုအခုလိုပမာဏ3လုံးလူပြောများနေတဲ့နေတိုးမိန်းမတဲဆိုမြတ်ရွှေရိသတိအားလုံးပဲမင်္ဂလာပါရှင်အကယ်ဒမီမင်းသားကြီးနေတိုးရဲ့ဇနီးဖြစ်တဲ့မတဲဆိုမြတ်ရွှေဟာလွန်ခဲ့တဲ့နေ့တုန်းကသူမရဲ့မွေးနေ့မှာဓာတ်ပုံနလလေးတွေရိုက်ကရိသတိကိုလည်းမျှဝေခဲ့ပြီးတော့အိမ်မှာလည်းဦးစင်တွေကိုပင်ဖိတ်ပြီးမှစွန့်ကပ်ကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာလည်းဖြစ်ပါတယ်ခမ်းနားစာပြင်ဆင်ပြီးတော့အိမ်နီးနားချင်းတွေရောအမျိုးတွေကိုပါဖိတ်ကအခန့်ကျွေးမွေးခဲ့တာလည်းဖြစ်ပါတယ်တရားနာတာအခန့်ကျွေးမွေးတာတွေအားလုံးအပြီးမှာတော့ရွှေမိုးငွေမိုးရွာစေမဲ့အတိတ်နိမိတ်ကောင်းတွေနဲ့ပတ်စံတွေကျဲတာလည်းဖြစ်ပါတယ်တာမန်ဆိုရင်အဲ့ဒီလိုမျိုးပတ်စံကျဲတဲ့အခါမှာ900တန်1000တန်အများစုဆိုရင်9000တန်ပဲသုံးနေကြတာပါဒါပေမဲ့ညီတို့မိမရဲ့ကျဲချက်ကတော့မတရားကြီးကိုကြီးမာတာပါတကယ်ကိုအော်ချစရာကောင်းနေတာကြောင့်မလို့အတော်လေးကိုလူပြောများတော့ခဲ့တာလည်းဖြစ်ပါတယ်ကျဲလိုက်တဲ့ပတ်စံတွေအားလုံးဟာ1000တန်အကျွေးတော့တစ်ခုမှမပါဘဲနဲ့အားလုံးဟာ1000တန်တွေကြီးပဲဖြစ်နေတာလည်းဖြစ်ပါတယ်ဟုတ်ပါတယ်အသက်အတန်များလိုက်ကောက်နိုင်လို့ကတော့တယောက်ကို3သိန်းလောက်အသာလေးရောက်သွားမှာပဲဖြစ်ပါတယ်ဝုံမောင်ရွှေတို့ပတ်စံကျဲတုံကတော့9000တန်1000တန်ကိုနည်းနည်းပပပဲထည့်ပြီးတော့ညှက်ကျဲခဲ့ရလဲဖြစ်ပါတယ်။ဒါပေမဲ့သူမကတော့အခု1000တန်တွေကြီးကိုပဲအပြည့်သိပ်ပြီးတော့အားရပါရကျဲခဲ့တာကြောင့်မလို့တော်တော်လေးကိုတရားထက်သန်နေဆိုပြီးတော့လူပြောများနေကြတာလဲဖြစ်ပါတယ်ရှင်။ Degree တက်ပို့လာပေးမယ်အင်္ဂလိပ်စကားမကျွမ်းလို့ Brain နဲ့လို့ Miss Universe တရဖူနဲ့လွယ်ခဲ့ရတဲ့အလားမယ်ကြော်အင်ဒရာ Beauty အလားတရားတွေနဲ့ပြည့်စုံပေးမယ် Brain အားနေတာကြောင့်တရဖူစုနဲ့လွယ်ခဲ့ရတာကတော့အလားမယ်ကြော်အင်ဒရာပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲထူးအလင်စတင်ကင်တွယ်ခဲ့တဲ့ Miss Universe မြန်မာပိုင်ပွဲတွေကတော့ Australia မြန်မာကပြိုင်မလေးအလားမယ် Migrate Berry ကစုခုနိုင်ခဲ့ရလဲဖြစ်ပါတယ်။အလားမယ်ကြော်အင်ဒရာကတော့တတိယဆုကိုရရှိသွားခဲ့တာလဲဖြစ်ပါတယ်။တကယ်ဆိုရင်ကြော်အင်ဒရာကမျက်နှာကလည်းချစ်စရာကောင်းသလို round မှာလည်းအပြတ်ချေမိုးနိုင်ခဲ့တာပါ။ Migrate ထက်တောင်မှာ state ပေါ်မှာ format ကောင်းတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ကြော်ကြီးလို့ပြည်သက်တွေကချစ်စနိုးခေါ်ကြတဲ့ကြော်အင်ဒရာနဲ့ Migrate Berry တွေရဲ့ကြားကကွာခြားသွားတာကတော့ပညာရေးချင်းအုံနောက်လို့ပဲဆိုရမှာပဲဖြစ်ပါတယ်။ကြော်အင်ဒရာကအိမ်လေးလိုမပြောနိုင်သလိုမြန်မာလိုဖြေတာတောင်အစီငေါမတက်လာပါဘူး။နိုင်ငံကုန်ဆောင်လာမယ်ကောင်းတယောက်ဖြစ်ဖို့က beauty တစ်ခုနဲ့မပြည့်စုံပဲ brain လက်လိုအပ်ပါသေးတယ်။မြန်မာလာမယ်အများစုက question and answer ကိုအိုးနှင်းခွက်နေအနေနဲ့မိခိုးနောင်တေချာနားမလဲတဲ့သူတွေကဖြည့်ချင်းအောင်ဖြည့်နေကြတဲ့သူတွေကများပါတယ်။ဗီဒီယိုကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေကရောမီဂရေကတရဖူနဲ့ထိုက်တန်လို့ထင်သလားဆိုတာခေါင်းမမှာရေးသွားပြီးခဲ့ကြပါအောင်ရှင်။စစ်သူစုံတွေလို့ဘာလိုနဲ့မလေးရှားနိုင်ငံကော်လာလမ်ပူမှာလက်ကင်ခါဖတ်ပြီးတော့ပြစင်ရောပျော်ပါပါနဲ့လက်ပဲနေကြတာကိုတွေ့ရပါတယ်။ဒီတော့ပို့ပြီးတော့မျက်စိနောက်စရာကောင်းတာကတော့ Ismin ကသူ့ကိုယ်သူကြီးတက်ချမ်းသာတဲ့ထိုက်တန်ဘောစီတထေးကြီးစတိုင်ဖမ်းပြီးတော့ပထရေရှာကပဲသူ့ရဲ့ငွေကြေးချမ်းသာမှုတွေကြောင့်အတင်းကျပ်နေသလိုပုံစံမျိုးတွေလုပ်ပြနေရလဲဖြစ်ပါတယ်။အရင်ကတည်းကစကကြီးစကကြတွေပြောတတ်တဲ့ Ismin ကအခုဆိုရင်တော့ရဟတ်ရင်ကို15မိနစ်လောက်ငားစီပြီးတော့ဗီဒီယိုတွေအပုတ်ပေါင်း100လောက်စတိုက်တင်ပြီးတော့တရေဆိုင်ဖမ်းနေတာကလူအများရဲ့အမြင်ကမှုတွေကိုစိုးစိုးရွားရွားခံနေရတာလည်းဖြစ်ပါတယ်။